စင်းနေဆိုရင်လေအာအောင်ကနူးညံ့တိမ်မွေ့တွေလိုပဲတိကြတာပေါ့ဒါပေမဲ့အဲ့လိုအေးဆေးနေတဲ့တတ်တော်ဝါကြီးကရုတ်တရက်ဆိုသလိုထိန်းချုပ်လို့မရတဲ့တက်ဖြတ်ဆက်ရုပ်ကြီးလိုဖြစ်သွားနိုင်တယ်ဆိုရင်တော့ယုံနိုင်မလားဟုတ်ပါတယ်ဒီနေ့ပြောပြမှာကအဲ့ဒီစင်မွန်ယိုချင်းဆိုတဲ့ကြောက်စရာကောင်းတဲ့အသွင်ပြောင်းလဲမှုအကြောင်းပါပဲဒီစကားခုံးကဒီအပြောင်းလဲကဘလောက်တောင်ရွတ်တရဆန်ဒီကြောက်ဖို့ကောင်းလဲဆိုတော့ပြောပြနေတယ်လို့ပဲနော်စဉ်းစားကြည့်လေမနေ့ကအထိ AC တည်ငြိမ်နေတဲ့စင်ကြီးတကောင်ကဒီနေ့မှဘာမှမမှတ်မိတော့တဲ့အကောင်းကြီးဖြစ်သွားတာဒါတကယ်ကိုတဘာဝတရားကသူ့ရဲ့ကျန်းဆုံးခလုတ်တစ်ခုကိုဖွင့်ချလိုက်သလိုပါပဲဒါကတကယ်ကို Jack and Hyde ဆလန်တဲ့ကလို့ပဲလောကစန့်ကျင်ဘက်အစိုးနှစ်ခုပေါ့ပုံမှန်ဆို AC နေတဲ့စင်တီကောင်ကမွန်ယိုချင်းရောက်ပြီဆိုရင်တခါတည်းပြောင်းပြန်ဖြစ်သွားရောဒီလောက်ထိအစိုးရအောင်ပြောင်းလဲသွားစေတဲ့ join ကဘာအများဖြစ်မလဲကဲဒါကိုပဲကျွန်တော်တို့စပြီးအသေးစိတ်ကြည့်လိုက်ကြအောင်ဆိုတော့ဒီ Jekyll and Hyde လို့အပြောင်းလဲရဲ့နောက်ွယ်မှာတကယ်တမ်းဘာတွေရှိနေရလဲဒါကဘာလဲကျင့်စာတင်သွားတာမျိုးလားဒါမှမဟုတ်ထိပ်ပန်နေကြရှင်းပြလို့ရတဲ့ဇီဝဗေဒကြောင်းပြချက်တစ်ခုခုရှိနေတာလားအဖြေကိုသိချင်တော့စင်မွန်ယိုချင်းဆိုတဲ့ဖြစ်စဉ်ရဲ့တစ်ပန်ပညာရဲ့အထဲကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ကြည့်ဖို့လိုလာပါပြီအဲ့ဒီဖြစ်စဉ်ကို muff လို့ခေါ်ပါတယ်ဒီစကားလုံးက Persian ဘာသာစကားကနေလာတာဖြစ်ပြီးသူ့ရဲ့အဓိပ္ပာယ်ကမူးရစ်နေတဲ့အခြေအနေတဲ့တကယ်လေသူ့အခြေအနေနဲ့ကွက်တီပဲအရေးကြီးတာကလေဒါကယောဂတစ်ခုမဟုတ်ဘူးဒါကစင်တီရီရဲ့မျိုးပွားမှုတန်တရားတွေကအရန်ကိုအားပြင်းတဲ့အပိုင်းတစ်ခုပဲသူတို့ခန္ဓာကိုယ်ထဲမှာဟော်မုန်းတွေအလုံးရင်းနဲ့ပြည့်လျံသွားပြီးအသိစိတ်ကိုပါလွှမ်းမိုးသွားတဲ့အခြေအနေမျိုးပေါ့ပြီးတော့လေဒီလိုဖြစ်တာကစင်တိုင်းမှာလည်းမဟုတ်ဘူးစင်အိုကြီးတွေဒါမှမဟုတ်စင်ငယ်လေးတွေမှာတွေ့ရခဲ့အများဆုံးကတော့အသက်20နဲ့40ကြာမှာပြောရင်သူတို့ရဲ့ခွန်အားတွေအကောင်းဆုံးမြို့ပွားဖို့အပြိုင်ဆိုင်ဆုံးအခြေမှာဖြစ်တတ်တာတကတဘောဝတရားကသူတို့ကိုတခြားစင်တီတွေထက်တာအောင်မိလိုက်ဖက်ပူလွယ်ကူကူရအောင်ပေးထားတဲ့အားသာချက်တစ်ခုလိုပဲဒါပေမဲ့အဲ့ဒီအားသာချက်ကပဲတချင်းထဲမှာကြောက်စရာကောင်းတဲ့လက်နဲ့တစ်ခုဖြစ်နေပြန်ရောအစား60ခဏလောက်ဒီကိန်းကနန်းကိုစဉ်းစားကြည့်လိုက်ပါအစား60နော်ဒါကနည်းနည်းလေးစိတ်ပူတိုးသွားတာမျိုးမဟုတ်ဘူးဒါကခဏကိုယ်ထဲမှာဇီဝဗေဒအဆင့်ရအနုမျိုးပုံတစ်လုံးပေါက်ကွဲသွားသလိုပဲအဲ့ဒီ testosterone hormone အစား60မြင့်တက်လာမှုကြီးကပဲစင်ရဲ့ဦးနှုတ်တဲကကြောက်စိတ်တတိထားတဲ့စိတ်ပုံမှန်ဖြူမှုအားမကိုဖြစ်စီးပြလိုက်တာပြီးတော့ရန်လုံမှုတစ်ခုတည်းကိုမှရှေ့တန်းတင်ပြလိုက်တဲ့အဓိကတရားခံမဲ့ပေါ့ကဲအခုအရန်ကိုအေးကြီးတဲ့အပိုင်းကိုရောက်လာပြီမွန်ယိုနေတဲ့စင်တကောင်ကိုဘလို့လက္ခဏာတွေကြည့်ပြီးသိနိုင်မလဲဒါကတကယ်လို့မြတ်ဒီလိုအန်တရကြီးတဲ့တတဝါနဲ့ထိတိုက်တွေ့ခဲ့ရင်တိထားတဲ့အသက်ကဲလမ်းညွှန်ချက်တွေလိုပါပဲအဓိကတတိပေးတဲ့လက္ခဏာတွေပေါ့သူ့ရဲ့နားထင်ကနေစီးကြလာတဲ့အနံပြင်းတဲ့ရေဒါကတခြားစင်တွေကိုငါအခြေတွေမကောင်းဘူးဆိုပြီးအချက်ပြနေတာပြီးတော့အဆက်မပြတ်ယိုစီးနေတဲ့စီးကလည်းသူ့ရဲ့နေမြေကိုတတ်မှတ်နေရပေါ့အဲ့ဒါတွေအပြင်ညီရဲနေတဲ့မြေအလုံးတွေဘလို့မှကြောခမ်းမှန်းလို့မရတဲ့ရန်လိုတဲ့အပြုမှုတွေအားလုံးပေါင်းလိုက်ရင်ဒါကတဘာဝတရားကြီးကနေငါနားကိုလုံးဝမကတ်နဲ့လို့အော်ဟစ်သတိပေးနေတဲ့အချက်ပြမိအီနီရောင်တွေပါပဲကဲအခုကျွန်တော်တို့ဒီအကြောင်းအရာရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီမုံယိုနေတဲ့စင်တကောင်ရဲ့စိတ်ကူးနဲ့တောင်မှမန်းစားလို့မရတဲ့ခွန်အားအကြောင်းကိုစက်ကြည့်ကြရအောင်ဟုတ်ပြီမေးစရာရှိတာကမုံယိုနေတဲ့စင်တကောင်ကဘလောက်တောင်အားကြီးတယ်လဲဆိုတာပဲပုံမှန်အချိန်မှာတော့အားရမ်းကြီးတဲ့စင်တကောင်ကအဲ့ဒီလိုအချိန်တွေမှာဘလောက်အထီတောင်အားကြီးသွားနိုင်မှာလဲအဖြေကတော့စကလုံးနဲ့တောင်ဖော်ပြဖို့ခက်တယ်ဒီလိုစက်ကူကြည့်လိုက်ချက်ကတစီဝင်တိုက်တာမဟုတ်ဘူးနော်ချက်ကအစီပေါင်းများစွာကတစ်ချိန်တည်းတစ်ပြိုင်တည်းအရှိန်အပြည့်နဲ့ဝင်တိုက်တဲ့အားနဲ့ညီမျှတယ်လို့သူတေတီကခန့်မှန်းထားတာဆိုတော့ဒါကအဆောက်အုံလေးကိုတောင်ဖြိုးချနိုင်တဲ့ဘာနဲ့မှတားလို့စီးလို့မရတဲ့တက်ရှိဖြတ်အားတစ်ခုပဲဒီလောက်တောင်အားကြီးတဲ့အတွက်ရှေးကစစ်ပွဲတွေမှာဆိုရင်မုံယိုနေတဲ့စင်ဒီကိုဇီဝလက်နဲ့တစ်ခုနေနဲ့တောင်တုံးခဲ့ကြတယ်သူတို့စစ်မြေပြင်နဲ့လွတ်လိုက်ပြီဆိုတာနဲ့တစ်ဖက်ရန်သူတပ်တွေကထိန်းလို့လည်းမရတိန်းလို့လည်းမရတဲ့ဒီအကောင်ကြီးကိုမရင်ဆိုင်ရတော့ပဲနောက်ပြန်လွတ်ပြေးကြရတော့ဒီလိုထိန်းချုံလို့မရတဲ့အားနဲ့ဒေါသတွေကြားမှာမဲစာတစ်ခုတော့ရှိလာတယ်ဒီမုန်တိုင်းကဘယ်တော့မှအဆုံးမတတ်တော့ဘူးလားကံကောင်းတာတော့ဆုံးတတ်ပါတယ်ဘလောက်ပဲပြင်းထန်နေပါစေဒါကယာယီအခြေအနေတစ်ခုပါပဲဟုတ်ပါတယ်ဒီဟော်မုန်းမုန်တိုင်းကသူ့လိုပဲပြန့်ငိမ့်သွားတာတလားကနေနလားလောက်ကြာသွားပြီဆိုရင်စင်ရက်ခန္ဓာကိုယ်က testosterone ထုတ်လို့မှုကိုဖြည်းဖြည်းချင်းပြန်လျှော့ချလိုက်တယ်။အဲ့ဒီဇီဝကမှဆက်ဝင်ပြီးသွားတာနဲ့အပြုတ်မှုကိုလွှမ်းမိုးထားတဲ့ဓာတုပဒါလိုင်းကြီးကလည်းပြန်ကျသွားပြီးတော့အရာလုံးကပုံမှန်ချီနေကိုပြန်ရောက်သွားတာပဲ။မှန်ပါတယ်။ဟော်မုန်းပမာဏအဒီပုံမှန်ပြန်ဖြစ်သွားတာနဲ့
တက်ဖြတ်ဆက်ရုပ်ဆိုတဲ့ပုံစံကလုံးဝပျောက်သွားပြီးအားလုံးသိကြတဲ့နူးညံ့သိမ့်မွေလေးအေယာမှာတတဝါကြီးအဖြစ်ကိုပဲပြန်ရောက်သွားပါတယ် ဒီအကြောင်းအရာကနေနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုထားချက်ခြင်းတယ်အဲ့ဒါကတော့အပြန်ပန်းမနူးညံ့တဲ့အေးဆေးတယ်လို့ထင်ရတဲ့ဒီဆန်တွေရဲ့အတွင်းစိတ်ထဲမှာတကယ်တမ်းထင်းချုပ်လို့မရတဲ့တော်ရိုင်းစိတ်တွေအမြဲတမ်းကိန်းအောင်နေနေသလားဆိုတာပါပဲဒါကတော့ဒီဆန်လော့ကဲနည်းနည်းတဲ့တဘာဝကိုကျွန်တော်တို့ကိုပြပြီးဆင်ခြင်သုံးသပ်စေတဲ့ချက်တစ်ခုပါပဲ